ဒီနေ့မလေးရှားမှာအရန်ဟော့နေတာဒီစင်ကာပူကနေဖားတစ်ပိုင်းငါးတစ်ပိုင်းလမ်း CI နဲ့ပြန်လို့အခုဖမ်းခံခဲ့ရတဲ့ဟာတွေသူတို့ကဘာကြောင့်ဖမ်းခံရတာလဲအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းနီလန်း CI ကဘာလဲဆိုတာပြောပြပေးမယ်ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းလမ်း CI ဆိုတာကြတော့ဒီမလေးရှားကနေ CI ဒါတိုင်းမထွက်ဘဲနဲ့ passport စာအုပ်ရှိုံနဲ့မလေးရှားကနေစင်ကာပူကိုအတူအယောင်နဲ့ဝင်ဒီစိတ်တုံးအတူတွေပိုင်းနဲ့ဝင်ပြီးရင်စင်ကာပူမှာဒီစိတ်တုံးကိုပြပြီးတော့လေရင်လက်မဖြတ်ပြီးမြန်မာပြည်ကိုပြန်မဲ့နီလန်းပေါ့နော်ဒီလိုမျိုးအခုမလေးရှားမှာဈေးသက်သာတဲ့ CI ကပိတ်ထားတာအကုန်လုံးသိကြတယ်ဒါပေမဲ့အရေးပေါ် CI လို့ခေါ်တဲ့မလေးငွေ6000ဝန်းကျင်ကုန်ကြတဲ့ CI နဲ့ပြန်လို့ရတယ်ဒါပေမဲ့လူတွေကပတ်စံမတက်နိုင်တာဖြစ်စေ6000လောက်မကုန်ကြကျင်တာဖြစ်စေဒါကြောင့်မို့လို့ passport စာအုပ်ရှိတဲ့လူတွေကမလေးရှားငွေ4500လောက်ကုန်ကြမယ်ဒီဂျိုဟိုကနေတဆင်စင်ကာပူကိုဝင်ပြီးတော့စင်ကာပူကနေလေရင်နဲ့မြန်မာကိုပြန်မဲ့နီလန်းကိုတချို့တွေကရွေးချယ်ကြတယ်ပွဲစားတွေကလုတ်ပေးနေကြတယ်ဒါပေမဲ့ဒီအဖွဲ့ကကြတော့ကြည့်ရတာဂျိုဟိုကနေစင်ကာပူတဲကိုအဝင်မှာတစိမ့်တုံးအတူဖြစ်စေဘာဖြစ်စေပေါ့နော်ဒဏ်ကြီးမဆောင်မဲနဲ့ပြောရမယ်ဆိုပွဲစားလမ်းကြောင်းနဲ့ပြန်သွားရင်လည်းအဖမ်းခံရတဲ့လူတွေဖြစ်ပါတယ်လို့နော်အခုပွဲစားတွေကလုတ်ပေးတော့ကကြတော့တဲ့နာမည်တွေထွက်ကြတယ်တဲ့ဒါပေမဲ့အခုဖမ်းခံရတဲ့အခါကြတော့တဲ့ဘသူ့ရဲ့လူတွေပါဆိုပြီးတော့မှတယောက်မှနာမည်ထွက်မလာကြပါဘူးတဲ့ဒါလေးကဒီနီလန်းကပေါ့နော်နောက်ထပ်ပြန်မဲ့လူတွေရှိရင်ဒီနီလန်းကဖမ်းခံရဖို့အတွက်အလားလာရှိတယ်လုံးဝမသေးကြတဲ့နီလန်းအဲ့ဒီတော့ကိုကပတ်စံတွေကပွဲစားကိုပေးပြီးသွားပြီးအဲ့ဒီအတွက်ပတ်စံတွေကလည်းပြန်မရတော့ဘူးပေါ့နော် CI နဲ့တချို့ကပတ်စံမရှိလို့မှမတက်နိုင်လို့4500လောက်နဲ့ပြန်တာအခုဖမ်းခံရတယ်ဆိုတော့ပတ်စံကလည်းပေးပြီးသွားပြီးမတက်နိုင်တော့ပေါ့နော်ဒါကြောင့်မို့လို့ဘာပဲလုပ်လို့သေချာတဲ့နီလန်းကိုလုပ်ကြပါတကယ်လို့ကိုက CI နဲ့ပြန်မယ်ဒါမျိုးကိစ္စတွေဆိုလို့ရှိရင်တော့အဲ့ဒီပွဲစားကိုမောင်ပေါင်ဆိုတဲ့လူကတော့အမှန်အကန်ပေါ့နော်တန်ရတန်ချင်းယူပြီးတော့လုပ်ပေးနေတာအမျက်ကြီးစားတော့မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသည့်တွေပြန်သွားတော့ကသူနဲ့ပြန်သွားတာတော်တော်လေးအဆင်ပြေတယ်။တန်ရတန်ချင်းတောင်းတယ်ပြောရင်ပြောတဲ့အတိုင်းလုပ်ပေးတယ်။အဓိကကတော့သူတောင်းတဲ့ဈေးကိုကိုကျေနပ်တယ်။သူကပြောရင်ပြောတဲ့အတိုင်းလုပ်တာပဲကိုအဆင်ပြေတယ်ခရီးတဲ့အဆင်ပြေပြီးရောပေါ့နော်။ဒါကြောင့်မို့လို့တကယ်လို့ပြန်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီပွဲစားကို recommend ပေးတယ်။အခုကကျွန်တော်လည်းသူတင်ထားတဲ့သတင်းလေးကိုကြည့်ပြီးတော့မှပြန်ပြောပေးတာပါတခြားပွဲစားတွေမှာကတာဝန်ယူတဲ့ပွဲစားတာဝန်မယူတဲ့ပွဲစားအများကြီးရှိပါတယ်အဲ့တော့ကိုပြန်မဲ့ပွဲစားကလေငွေရရင်ပြီးရောလုံးတဲ့ပွဲစားမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ငွေကိုယူထားပြီးရင်တန်ရတန်ကြီးတန်နဲ့တာဝန်ယူမှုတန်နဲ့ဝန်ဆောင်မှုဒါတွေကိုပေးတဲ့ပွဲစားတွေကိုတေချာစုံစမ်းလေ့လာပြီးတော့မှပြန်ကြပါလို့အခုတော့ပတ်စံမရှိလို့ပြန်တာဆိုရင်တော့မိအေးနှစ်ခါနာဖြစ်သွားတာပေါ့နော်ဖမ်းခံရတဲ့လူတွေပုံကတော့တခါတည်းအောက်မှာပြပေးထားလို့ရုပ်တွေဘာတွေတေချာကြည့်ချင်ရင်တော့ဒီအောက်မှာတစ်ချက်ပြန်ကြည့်လိုက်ပေါ့နော်